ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားကျွန်တော်ပြောရင်ဆရာကျွန်တော်စူပါ ကဲမစူဘူးကွာအဲ့ပြောမစူဘူးတဲ့ပြောလိုက်ပါကွာဘာပြောချင်တာလဲ ကျွန်တော်အခုပြောရင်ဆရာကျွန်တော်ထိုးမှာ ဟောငါမင်းအဲ့လိုလုပ်တာငါထိုးချင်လာတာဗျမင်းပြောလို့ပြောနေတယ်အဲ့မပြောမှငါထိုးချင်လာတာဘာလဲပြော ဘာမှမဟုတ်တော့ဆရာရဆက်မောင်း မပြောတော့ကွာကဲလေမင်းရတော့ အားလုံးစင်ရဟဲ့တော့ပါလိမ့်ပါတော့မလေးဆရာဆရာတော့လားအပေါ်ပါလိမ့်ပါလေတော့စီးကြဝကြပြနေအောင်မယ်လိုက်တော့အာညမိုင်လည်းကိုပြီးစားကုန်တော့နောက်ထပ်ကားရပေးမှာမဟုတ်ဘူးတော့မင်း ဟောရတယ် ဒီမြတ်သွားချင်မသွားဘူး လူဘောရတယ်ဗျတော့ တက်တယ်ဘာလို့လဲမင်းတက်မှသူတက်လို့ရမှာလေ ဆရာကကျွန်တော်ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားအဲ့ဒါစဉ်းစားပြီ ဟဲ့မင်းကခုနတည်းကငါပြောပြီလမ်းမှာလည်းပြောလိုက်တောက်ချောက်လည်းပြောလိုက်မင်းကိုပြောလို့ပြောတာငါစိတ်ကတိုးလာပြီနော်ပြောတယ်ဆရာ ကျွန်တော်အခုပြောရင်ဆရာဒေါကမြကျွန်တော်ထိုးမှာ အခုငါထိုးနေနေတာမလို့မင်းပြောမှလည်းမပြောဘူးလား